QGIS မှာကိုယ့်ရဲ့မြေပုံကို georeference လုပ်ပြီးတဲ့အခါမှာကိုယ့်ရဲ့မြေပုံက OS နဲ့ပဲဖြစ်ဖြစ်ကို Gamut နဲ့ပဲဖြစ်ဖြစ်ထပ်တူကြနေရတယ်ဖြစ်နေမယ်ဆိုရင်ကိုက georeference process ကိုမှန်ကန်လုပ်ပြီးမယ်ကိုယ့်ရထွက်လာတဲ့ result တွေကမှားနေတယ်ဆိုရင်ဒါကကျွန်တော်တို့ QGIS ကိုအသုံးပြုနေတဲ့ georeference လုပ်တဲ့လူရဲ့အမှားမဟုတ်ပါဘူးကျွန်တော်တို့အသုံးပြုနေတဲ့ coordinate system မှားနေလို့ဖြစ်ပါတယ်မြန်မာနိုင်ငံမှာမြန်မာတည်တံ2000ကိုအခြေခံပြီးဆွဲထားတဲ့မျိုးတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့သုံးနေတဲ့ QGIS က default system အနေနဲ့ WGS 84ကိုကျွန်တော်တို့သုံးထားတာဖြစ်ပါတယ်ကျွန်တော်တို့ကလွဲမှားတဲ့ CIS system ကိုအသုံးပြုပြီးတော့ georeference လုပ်တဲ့အခါမှာကိုယ့်ရဲ့မြေပုံတွေကမြေပြင်နဲ့ထပ်တူကြမိတာတွေဖြစ်နေပါလိမ့်မယ်ဒါကဘာလို့လဲဆိုရင်ကျွန်တော်တို့က QGIS မှာမြန်မာတည်တံ2000ကို custom CIS အနေနဲ့ထည့်ဖို့လိုအပ်လို့ဖြစ်ပါတယ်ကျွန်တော်တို့က CIS system ကိုထည့်တဲ့အခါမှာနည်းလမ်းတစ်ခုနဲ့ထည့်လို့ရပါတယ် projection string နဲ့ WKD format ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကပို့ပြီးတော့တည်ကြတယ်ပို့ပြီးတော့နည်းပညာမြင့်တဲ့ WKD format ကိုကျွန်တော်ကအသုံးပြုတော့မှာဖြစ်ပါတယ်